အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့နိုင်ငံခြားမှာကြောင်းတက်နေတဲ့ကျောင်းသားကျောင်းသူများအတွက်လွယ်ကူကူလိုက်ပြီးချက်လို့ရမယ့်ဟင်းလေးကိုချက်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ချက်မယ့်ဟင်းလေးကတော့ကျုပ်ခောက်ဆွဲပဲဖြစ်ပါတယ်ပါဝင်ပစ္စည်းအနေနဲ့ကတော့ချက်သွန်ဒီချက်သွန်ပြူကိုလှီးထားမယ်ချက်ဥ3လုံးခရမ်းကျင်တီ3လုံးလည်းလှီးထားမယ်ခောက်ဆွဲအဆူပြီးတော့ရင်ငရုတ်သီးအနီမှုတ်ဒီကတော့အင်ရီတစ်စိမ့်နှစ်ခုလုံးဘယ်ဟာဖြစ်ဖြစ်သုံးလို့ရတယ်ပြစနွင်းမှုတ်ရင်စားတို့ချုံမုတ်တို့ချက်သားမုတ်တို့လည်းလိုအပ်ပါမယ်။ကဲပထမအဆုံးအနေနဲ့ရေကိုလက်နဲ့စီလိုက်ပါမယ်။ပြီးရင်တော့ချက်သွန်ပြူချမ်းနာလေးတွေကိုထောင်းပါမယ်။ပြီးရင်တော့ကြောက်ကြော်မှဖြစ်ပါတယ်။ကြော်တဲ့အခါမှာကြောက်ဥကိုတိတိလေးဖြစ်သွားအောင်ခြေပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ပကံတစ်ခုတည်းကိုပြောင်းထည့်ထားပါမယ်။ခေါက်ဆွဲတဲ့ထည့်စားဖို့ငရုတ်သီးနှစ်ကိုတော့ငရုတ်သီးအကြမ်းမုံကိုအသုံးပြုထားပါတယ်။သူ့လုံနီးလေးကတော့လွယ်ပါတယ်။ငရုတ်သီးအကြမ်းမုံကိုအပူခံတဲ့ပကံနဲ့ထည့်ထားမယ်။ပြီးရင်စီပူထဲမှာခုနထောင်းထားတဲ့ချက်သွန်ကိုကြော်လိုက်မယ်။နည်းနည်းနွမ်းလာရင်ခုနငရုတ်သီးပကံတွေကိုလောင်းလိုက်ရင်ရပါပြီ။ကဲအခုတော့ main dish ဖြစ်တဲ့ခရမ်းကျင်သီးအနစ်ချက်ဖို့အတွက်လုပ်ပါမယ်။စီပူထဲမှာစနွေးမုံနည်းနည်းငရုတ်သီးအနီမုံနည်းနည်းပြီးရင်ခုနလှီးထားချက်သွန်နဲ့ချက်သွန်ပြူတွေထည့်လိုက်ပါမယ်။ကြော်ရင်းနဲ့နွမ်းလာပြီဆိုလို့ရှိရင်ခရမ်းကျင်သီးတွေတီးတဲ့ခရမ်းကျင်သီးထည့်လိုက်မယ်ပေါ့နော်။ပြီးရင်တော့ဥကတ်မှာဆိုလို့ရေနည်းနည်းထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်။ခဏကြာမှဆိုရင်ဒီလိုခရမ်းကျင်သီးတွေကိုလိုက်ပြီးတော့ခြေပေးရမယ်ပေါ့နော်။ချက်နေနဲ့ပြင်းလာလို့ဆိုပြီးတော့ထားကလိုက်ပါတယ်ဒီခောက်ဆွဲလေးကတော့ချက်ရတာလည်းလွယ်တယ်ပေါ့နော်နိုင်ငံခြားမှာကြောင်းတက်ရင်လည်းအချိန်မရှိဘူးဆိုလို့ရှိရင်ဒီလိုမျိုးလွယ်ကူကူလေးနဲ့အရသာရှိရှိလေးလှုပ်စားလို့ရပါတယ်ပြီးရင်တော့အရသာအတွက်စားတို့ချုံမုတ်တို့လေးကြိုက်တွေရောနောက်ပြန်တွေရောထည့်လိုက်ပါတယ်ချိုင်းနဲ့လည်းချွေးတွေမျိုးလုံးနဲ့ဝင်နေပါတယ်ဒီနီလန်လေးကတော့အင်ရီမမီစီကနေပြီးတော့တောင်းတိုင်းနီလန်လေးပေါ့နော်အင်ရီလွမ်းနေဆိုပြီးပြောတဲ့အခါမမီကဒီဟင်းလေးကိုချက်ကြည့်ဖို့အကြံပေးလို့ချက်ကြည့်နေဒီတစ်ခေါက်တော့အင်ရီချက်တာ3-4ခေါက်လောက်တော့ရှိပြီထင်ပါတယ်ပြီးတော့ကြက်ဥလေးထည့်ပြီးမှွေထားလိုက်မယ်ပေါ့နော်ဒါတော့ဝေခွဲမရတဲ့ပုံစံတစ်ခုပေါ့နော်ဟင်းချိတ်နေဘာလို့လက်ကိုအဲ့လိုထောက်တာလဲမသိပါဘူးနည်းနည်းပေါ်လာလို့ရှိရင်ချက်သားမုံနည်းနည်းထည့်မှဖြစ်ပါတယ်ညီကြည့်ပြီးတော့အရသာလူသေးလို့အသားမုံနည်းနည်းထည့်ပါမယ်ဒီဇိုင်းကလာမိထားတော့အရင်မိုက်နေပါပြီပြီးတော့ခောက်ဆွဲကိုပြုတ်မှဖြစ်ပါတယ်ဒီခောက်ဆွဲကတော့အစိမ့်စားလိုက်ရတယ်ဒါပေမဲ့ဒီတိုင်းစားလို့ရှိရင်အိမ်တုပ်စည်းနိုင်ရလို့နည်းနည်းပြုတ်ပြီးတော့မှစားမယ်ပေါ့နော်ကဲပြီးရင်တော့ငရုတ်သီးလေးထည့်အနှစ်လေးထည့်ပြီးကြရင်အင်ရပါလာရဲ့ဂျူးမြေပဲကြော်လေးထည့်လိုက်ဒါဆိုရင်တော့ရပါပြီကဲအခုဆိုရင်တော့မီဆန်ကြီးမှဖြစ်ပါတယ်အင်ရီအိမ်မရှိတော့ဆိုလို့ရှိရင်ဒီခောက်ဆွဲအရန်ကြိုက်လို့မိမိကခဏခဏလှုပ်ကြွေးရပေါ့နော်ဒီရိုရောက်လာတော့လေမီးလျာနဲ့တူအောင်လို့ဆိုပြီးတော့ခဏခဏချက်စားပြတယ်အခုတော့နည်းတော့တူလာပြီထင်ပါတယ်အဲ့လေဒီခောက်ဆွဲလေးကတော့အရသာလေးရှိရပြီးဘတ်ဂျက်နဲ့လည်း safe ဖြစ်တယ်ပေါ့နော်လွယ်ကူကူလက်ချက်လို့ရတယ်ဆိုတော့လိုက်ချက်စားကြည့်ဖို့မျိုးလေးမှာကဲစားလို့လည်းပြီးတော့ပါပြီအဲ့ဆိုရင်တော့ဒီနေ့ဟင်းချက်နီးလေတော့ဒီလောက်ပါပဲတူတူလိုက်ပြီးတော့ချက်စားကြည့်ကြဖို့မျှော်လင့်ပါတယ်ဒါဆိုရင်နောက်ကြမှာတွေ့ပါမယ်